အောင်စပူရွှေမင်းသားလေးအောင်စပူပေါ့ဟေးချစ်သူလေးရဲ့ရောက်ခမကြီးတွေဒီအောင်ပြောထားတော့ဟေးအမေသမတ်လေးဟာကာယုံကလွယ်လို့မလုပ်ချင်ဟေးချစ်သူလေးရဲ့ရောက်ခမကြီးတွေဒီအောင်ပြောထားတော့အမေသမတ်လေးဟာကာယုံကလွယ်လို့မိသားသမကလေးကိုစဉ်းစားပြီးချစ်စေချင်ပါရဲ့လုံးမအပြေမပြောနေချစ်တော်သမက်ဟာစိတ်ဆိုးလာလေမေကတလေးနော်ကိုကကြကျွန်တော်ရဲ့အမခါလေးဆောင်းပြပါဆန်းရှူစင်တူတွေ့ကြချင်လားဟုတ်ကဲ့ပါမမလည်းကလေးကိုပြစ်ပြီးတော့လို့ယူမနေပါနဲ့မမလည်းလို့ဟုတ်တယ်အဲ့ကောင်မလေးကမင်းသားလေးကိုလေပြစ်ဆိုပြီးထွက်သွားဟာတော့ဟာပြစ်သွားတယ်လို့ပြောတာကွာအဲ့လိုကြလုံးမျိုးတစ်ခါမှတော့မကြဘူးမှတ်သွားအောင်မယ်ပြစ်ဆိုထွက်သွားတယ်ပြစ်လို့ပြစ်ဆိုပြီးထွက်သွားဘာကိုကြောင်းလိုက်တာအကိုပြောတာလေဟဲအော်ဘယ်လိုဖြစ်ရလဲပြစ်လဲရီလိုက်လေရီတာတော့စက်တကယ်မှတ်သွားအောင်မသိလားရောပြစ်လေအဲ့ဒါစိုးမိုးကျော်တီးဆွဲထားတယ်ပြန်လေတိတယ်ဝိုင်းလည်းနဲ့သိမ့်မကွာမင်းသားသမကလေးကိုစဉ်းစားပြီးချစ်စေချင်ပါတယ်လုံးမအပြစ်မပြောနဲ့ချစ်တော်သမဟာစိတ်ဆိုးသွားလေမေဟေးလာပြီအောင်စပူနဲ့တွေ့နေဟေးအောင်စပူလက်ရွှေနေနဲ့ဇုံသေးလေးကနေဗျဟေးဂျုံချစ်သူလေးရဲ့ရောက်ခမကြီးတွေတီအောင်ပြောထားတွေ့အမေသမန်လေးဟာကာယုံကလွယ်လို့ပါမလုပ်ချင်တဲ့အော်ချစ်သူလေးရဲ့ရောက်ခမကြီးတွေတီအောင်ပြောထားတော့အမေသမန်လေးဟာကာယုံကလွယ်လို့ပါမလုပ်ချင်တဲ့မင်းသားသမန်ကလေးကိုစဉ်းစားပြီးချစ်စေချင်ပါလေတော့မအပြေမပြောနဲ့ချစ်တော်သမန်ဟာစိတ်ဆိုးသွားလေဘာပြောချင်လဲဟုတ်မင်းသားခဏလေးမင်းသားသမက်ကိုတော့မင်းသားသမက်ကိုတော့သိပြီလေမင်းသားကအောင်စပူပုံမလင်းတာပြောအောင်စပူရဲ့ type ထဲမှာဘယ်လိုကောင်မလေးမျိုးရွေးချင်မလဲဆိုတဲ့ဟာလေးတစ်ချက်ပြောပြတာရွေးချင်မဲ့ကောင်မလေးရလေဘုဆိုရင်ပြောတားလေးဘိုးခါမောင်တိုင်းလာတယ်လို့ပဲတားလေးနားမနေရတယ်လေခလေးလောက်တာချစ်ဖို့ကောင်းတယ်တော့ဒီမှာကျတော့ဝက်မာကြီးဇီးတင်နေတယ်လို့ဖြစ်နေတယ်ဒီလိုပြိတ္တကလည်းတောင်းဆိုတာအောင်စပူကိုမေးပါကိုချက်ကြီးရဲ့တဲ့အောင်စပူရဲ့ type ကဘယ်လိုလေးလဲအသားသုံးတယ်တော့ RC စောက်ပေးထားတာဘိုးချက်အင်းမေးလေလား type ဆိုသူ့ရဲ့ရွေးချယ်မှုနားမလဲပဲနဲ့တားလေးပိန်ကလာဝါလာတောင်းပေးတာလားရိုးတဲ့ခဏလေးကိုတော့စေအခုကျွန်တော်သဘောကျလို့လေစုမွေလေးချိန်ဝင်ကျန်တဲ့သူတွေကစုမွေနေဆိုတော့လေဟောအဲ့ကြောင့်ဒါလေးအောင်မြင်နေတာဒါလေးအနာဂတ်မှာထွန်းလက်တက်ပါလာမယ်ဟေလီကျဲတခုကြီးစုရင်းချကြလို့ကိုရှာလေးထုတ်တော့ဘာဖြစ်တာဒါလေးရလေအနန္ဒခိုင်းဝင်ကျေးဇူးရှင်ဦးမိုးဒီကိုသွားဆုချပါအဲ့ဒါမျိုးဆိုရင်ဒီဘလို့ဒီကမှမသိငါပြောလေဘလောက်ပြောဒီမင်းသားမရဘူးပြရဘူးပြဲသွားပြီလားတေးတော့ကြတယ်ဟောသူများပတ်စံမင်းလိုချင်နေတာလေလို့ပြဲသွားတယ်ကဲတကယ်ကြီးတော့ခဏလေးဒီမှာတကယ်မေးခိုင်းလို့ဒါလေးအသားဖြူတာလားညိုတာလားအိမ်မှုနိုင်နေတာလားတာချစ်ကောင်မလေးကလေအသားဖြူလေးအသားဖြူလေးဖြူလေးခဏလေးငါရှာကြည့်အောင်မယ်အေးပြီးတော့တွေ့ဟာမမလေးကိုမပြောရဘူးလေဒီခဏနေဦးလေပြီးတော့ဗာကြံသေးလေပြီးတော့ရက်ကလည်းမရှိတရှိလေးကလေးကညင်းနေတောင်းတောင်းအဲ့လောက်ကြီးအလှပမလို့အသားဖြူလေးအရက်ကမရှိတရှိလေးဟုတ်ပြီပြီးတော့ခန္ဓာကိုယ်နေသားခန္ဓာကိုယ်ကအတင်းနေရတယ်ဟောအတင်းဂီတာရှိန်လေးနဲ့အတင်းဂီတာရှိန်လေးနဲ့တွေ့ပြီဘမလားအဲ့ဒါကြောင့်အောင်စပူဆုချတယ်အများကြီးရတာဟုတ်အသားရဖြူလေးခန္ဓာကိုယ်ကမရှိမနစ်နော်တစ်တယ်မှာငါလည်းညိုတက်မှာအောင်စပူရဲ့အဲ့ရွေးချယ်ထားတဲ့ဖူးစားရှင်ရှိတယ်ဘမလေးလုံးလို့ဦးချမ်းအောင်ပြတော့မယ်ဦးချမ်းအောင်ပြတော့မယ်ဟိုမှာအသားရလည်းဖြူလေးလေခန္ဓာကိုယ်လည်းမပြအားဖြစ်နေတော့
တင်းချာချာလဲကြည့်တာပေါ့ကွာအောင်သူဘောကြိုက်တဲ့ကောင်မလေးလားဝေကစုတ်သေးလို့ဝင်သားတာလားလို့လည်းကြည့်ကြပါ ကိုအောင်တပူအိမ်တော်ပြုတ်မယ်ဆိုရင် โอเคဖေ ပြည့်ပြည့်မရှာနဲ့ ဘာဖြစ်လဲဖေ ဘာမှမြည်ပါလေယူ ဟဲ့ဟော သဘောတူတယ်လှရမှာမဟာဆန်သေးတယ် ဟုတ်လား ဒါကြီးနဲ့မြည်ပါလေကစားစရာမရှိဘူး ရတယ်အဲ့ဒါလည်းပြဿနာမယူခလေးလေးကဒါပေမဲ့သားလေးတော့သူ့ ဘာလို့ဖြစ်လို့တော့ပြောပါ ကျွေးနိုင်ပါလေဖေ ဟုတ်တယ်ကျွေးနိုင်တာကိစ္စမြည်ပါလေကစားစရာမရှိဘူး အေးလေစားတယ် ပြင်မယ်လေ စားတယ်မရှိဘူး ဝေးမှတီးလို့ ဟုတ်တယ်မြည်ပါလေကစားစရာမရှိပါဘူး စားတယ်မရှိလဲခလေးကသူ့ကျွေးနိုင်တယ်တဲ့ ဘာတွေပြောတာစားစရာမရှိဘူးဆိုတာစားစရာပါးစပ်ပေါက်ကိုမရှိဘူး ဟောစားပြမရှိတာတော့မပူဘူးဗျာတို့ကတော့အောင်တပူတို့ဆူရတာတို့လည်းဝမ်းမနေဘူးဝမ်းလည်းမသာဘူးတို့ကပတ်စံဆိုတာကိုမဲ့မဲ့မောမောမရှိတာ ဟာလား အိမ်သူကလည်းငွေကြီးအကြောင်းမဟုတ်ဒီမှာလာကတော့အိမ်မှာရှိတဲ့မိမအခရာ၃လုံးနဲ့ထားခဲ့တာ ဘယ်လိုအခေရ အခရာစားအခရာဖားအခရာငါအခရာငါမရှိတော့စအခရာစံကုန်နေဖားအခရာဖားခန်းစားလို့ဆိုမှာခဲ့ မင်းတို့တမကလေးကိုစဉ်းစားပြီးချစ်စေခြင်းပါလေဟုတ်ဗျာဟုတ်တယ်ပဲလိုက်နောက်မှအပြစ်မပြောနဲ့ချစ်တော်တမဟာစိတ်ဆိုးသွားလေမေ ဟေးဟေးအောင်စပူနဲ့နိုမနယ်နဲ့ဟာပါဟုတ်ပဲဟေးဟေးဟေးလေမင်းသားတမလေးအောင်စပူနိုမနယ်ဟေး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  ဒီမှာလေးအစင်ပြေတို့ကြားလိုက် ပြန်ကြပြန်ကြ အေးလာပြီနောက်တစ်ပတ် ကိုတိန်ကြီးရေဘလောက်အလိုက်ပြီလဲဗျာ အေးဗျာ မင်းသားကဘက်ခနဲ့ပေါင်ထိုးပေးတယ်မင်းသမီးကဘက်ခနဲ့ပေါင်ပေါ်တက်ထိုင် ပေါက်ပေါ်ထိုင်နေ အိမ်ကကျွန်တော်မိန်းမ အေး ကျွန်တော်ဘက်ခနဲ့ပေါင်ထိုးပေးတာပေါင်ပေါ်မထိုင်ဘူး ဘယ်ပေါ်ထိုင်လို့ ထိုင်နေ ဘဲခိုင်နေခင်ဗျားတို့လှုပ်လာတယ်ခင်ဗျားလူကြီးလို့နေမှာမဟုတ်သူများ ဒီကမင်းသမီးတွေကအလိုက်သိတာဒီ အဲ့လေ ပေါင်ထိုး သူ ပေး ကဘက်ခနဲ့ပေါင်ထိုးပေးတယ်မင်းသမီးကဘက်ခနဲ့ပေါင်ပေါ်တက်ထိုင် အေး အိမ်ကကျွန်တော်မိန်းမ အေး ဟာပြန်သွားလို့ကျွန်တော်ဘက်ခနဲ့ပေါင်ထိုးပေးတာပေါင်ပေါ်မထိုင်ဘူး ဘယ်ပေါ်ထိုင်တော့ဖေ ဘယ်ပေါ်ထိုင်နေခင်ဗျားတို့လူကြီးလှုပ်လာဒီကိစ္စတော်တော်ဆက်စုတဲ့လူတွေ ဟောမင်းမရှိမလုပ်နဲ့ဟိုကပြောတာဝေချာပြောသားမှာမင်းသမီးတွေကပေါင်ထိုးပေးတယ် မင်းသမီးကပေါင်ပေါ်ထိုင်နေဘက်ခနဲ့ အေး ကျွန်တော်မိန်းမပေါင်ပေါ်မထိုင်ဘူး ဘယ်လင်ငယ်နဲ့သွားအိတ်တယ် မောစကားလေအဲ့မောစကားလေမလဲသူက ခလေးမင်းသမီးတွေကိုတအားတနာတယ် ဟုတ်တယ် ဟိုကောင်မလေးကြည့်ဒီလောက်လက်ကနေတာမင်းသားလေးအောင်စပူလည်းပြောတာ哦 ဘာလို့ အယိုးတွေကျိုးကုန်မယ်နော်ကျွန်တော်စဉ်းစားကြည့်တယ်သိလားအဲ့ဒီကောင်မလေးနဲ့ကျွန်တော်နဲ့ညားခဲ့ လာပြန်မဟဲ့ ဟောဥပမာပြောတာပါ မင်းဥပမာတွေကများ ဥပမာပြောတာပါသူနဲ့ကျွန်တော်နဲ့သာညားခဲ့ရင်မွေးလာတဲ့ကလေးလေးတွေနှာပြီးစုပ်လောက်ထွက်လာမှာနော် မင်းတို့တွေဝိုင်းပြင်းမာတော့နဲ့ဟိုတယောက်လည်းအယိုးနဲ့ရေးပိုက်ကြံတော့တယ် အဲ့တချင်းနေဆိုလဲဒါကျွန်တော်တို့မင်းသားကျော်လေးနော်ဗျာသွားလိုက်တယ်ဝတ်သားသွားလိုက်တယ်ဝတ်သားသွားလိုက်အဲလိုက်သူလိုက်အဲတယောက်တည်းကိုဖာကြနေရတာ ကဲကိုရီ ညီရဲ့ ဒီကနေ့တော့ဒီနေ့ကတစ်တော်လေးကြီးစော့ကြတာ ဟုတ်တယ် တစ်တော်လေးကြီးစော့တော့ဟောဒီကမိသားစုနဲ့တူတူ channel ကြီးကကြည့်နေတဲ့မိသားစုနဲ့တူတူဒါကတစ်တော်လေးကြီးစော့ကြတယ် တစ်တော်လေးတွေဆော်မယ် တစ်တော်လေးစော့ โอเคကဲမင်းသမီးတွေဆော့မယ်နော် ဖေတစ်တော်လေးစော့ ဟုတ်ကဲ့ နေဖန် ဟေးဟေးတစ်တော်လေးတွေစော့မယ်လာကြကွယ်အားလုံးတူတူကားကြမယ်အောင်စဘူးတဲ့တူတူကားကြမယ်လာပါပြောစချင်နေအထူးကမယ်တစ်တော်လေးတွေစော့မယ်လာကြကွယ်အားလုံးတူတူကားကြမယ်အောင်စဘူးတဲ့တူတူကားကြမယ်လာပါပြောစချင်နေအထူးကမယ်ကားကြမယ်ဒီလိုလေးပေါ်ကားလိုက်ပါ
ဒီလိုလေးပေါ့အတူကမယ်လေဒီလိုလေးပေါ့ကလိုက်ပါလေကကြမယ်ဒီလိုလေးပေါ့ကလိုက်ပါဒီလိုလေးကဆိုကွာဒီလိုလေးပေါ့ကလိုက်ပါ ဒီတော့ဆိုတာဆရာရှန်ထွန်းကသူ့မခေါ်လို့တဲ့ဟေး ချိုလေးရီဆိုမဲလာချခွေအားလုံးတူတူကာကြမဲအောင်စကူနဲ့တူတူကာချမဲလာဝပြောစချင်နေအတူကမဲချိုလေးရီဆိုမဲလာချခွေအားလုံးတူတူအောင်စကူနဲ့တူတူကာကြမဲလာဝပြောစချင်နေအတူကမဲကာကြမဲဒီလိုလေးပေါ်ကလိုက်ပါဒီလိုလေးပေါ်ကဆိုကွာဒီလိုလေးပေါ်ကလိုက်ကာချမေဒီလိုလေးပေါ်ကလိုက်ပါဒီလိုလေးပေါ်ကဆိုကွာဒီလိုလေးပေါ်ကလိုက်တော့မင်းသားလေးဘယ်နဲ့ကြောင်ကုန်လေးမင်းသားလေး လေတို့ရေ ညီလေး နောက်တစ်ယောက် စနေတိုင်းလေးတွေနော် မင်းသားလေးကြီး မင်းသားလေးတွေပလိတခက်မြန်မြန် မင်းသားလေးတွေ ခဏလေးပါ မင်းသားလေးတွေလာ ဟေးကာချာဘေးဒီလိုလေးပေါ်ကားလိုက်ပါဒီလိုလေးပေါ်ကားဆိုကွာဒီလိုလေးပေါ်ကားလိုက်ပါ ဟေး ချက်လောက် TV အားဖေးလိုက်ပါโอเคအဲ့တော့ဘာပဲပြောမင်းသားလေးလိုက်ဒါလေးခဏလေးခဏလေးအရန်ပင်မနေတယ်တီးဝိုင်းတောက်လျှောက်တီးရတာအရန်ပင်မနေတယ်ဟုတ်တယ်ခါလေးဆောင်းပေးပါခဏလေးဆောင်းပေးပါစိုင်းရပြီโอเคခါလေးဆောင်းပေးပါအဲ့တော့ကျွန်တော်တချင်းလေးတစ်ပုတ်ကျွန်တော်ဖန်တီးမယ်ဘယ်လိုတချင်းလေးတစ်ပုတ်ဖန်တီးမယ်ကိုဝိုင်းချစ်ခဏလောက်လာပေးပါဟုတ်ကဲ့ကျွန်တော်အတန်ကျွန်တော်ဘစ်ပအတန်လေးပေါ့နော်အဲ့အတန်လေးကျွန်တော်လှုပ်ချင်တာအဲ့တော့အတန်လေးကျွန်တော်တစ်ချက်လောက်လုပ်ပေးပါလောက်ကြည့်ပါโอเคပါဟုတ်ရပြီโอเคရပြီတကယ်ချင်းလာပါတကယ်ချင်းကောင်းအတန်လေးတစ်ချက်လောက်လုပ်ပေးပါအတန်လေးကအဲ့ဒါလေးတစ်ချက်လောက်လုပ်ပေးပါဟုတ်ရပြီသူကလည်းတကယ်ချင်းလာမြန်အချိန်မရှိဘူးမင်းဘာလို့ဝါစားလဲဘာလောက်ကမှာ တကယ်ချင်းကအတန်လေးတစ်ချက်လေးလုပ်ပေးပါဘူးရပြီငါတော့မပြောခိုင်းတော့ဘူးရရင်လုပ်ကြည့်ပါโอเคစပြီပြဘာတန်းရဘူးအဘူးဘောလောက်ခိုင်းလုပ်ကြည့်ပါ လက်စားကြည့်မယ်နော် စမယ်1 2 3 go မင်းဘသူကအီးပေါက်ခိုင်းနေလို့တော့ဘူးဒါလေးပဲ ရှာပြီ စမယ်โอเคလောက် ကိုတန်ကိုမတ်မိတယ်နော် ကိုသားကိုပန်းပြတယ်နော်ဟုတ်ပြီမင်းအတန်လို့ ဟုတ်ကိုတန်ကနားဆွဲရတယ် ကိုသားဟုတ်တယ်မင်းဟုတ်တယ်မင်းလို့ဘူး စမယ် စချက်ကြီးမြန်လာတာချက်ကြီးမလာလဲနေတော့မိုက်တာ
မလာနဲ့ဖိုင်လာအချိန်တိတ်မရှိမိုက် မောင်လေးခဏနေအောင်ကိုတန်ကိုမှတ်ထားပါ အမချက်ကြီးလာပြီချက်ကြီးလာပြီ ဒီလေတကယ်လာတကယ်ကြီးငါအတန်လေးတစ်ချက်လုပ်ပြီပါ ဟုတ်ပြီ ချက်လို့ကြညဘသူကတေးတယ်လေလို့တော့ရပြီโอเคအမကျွန်တော်တစ်ချက်လောက်អော်ပြီးပါနော်အားဆိုတဲ့အတန်လေးတစ်ချက်អော်ပြီးပါဟုတ်ကဲ့ပါអော်ပြီးပါနော်အားဆိုတဲ့အတန်လေးနော်โอเค ဟာယောဟေးယောဝဲပြောင်းနေလေဘလို့ အဲ့ရုပ်စင်းသားလေးဘလို့ခံစားအာဘယ်သူကမလုပ်နေလို့အားဆိုတဲ့အတန်လေးကိုနည်းနည်းလေးဖီးတန်လေးထဲអော်ပြီးလေ ဟုတ်ပါ အဲ့မှာဖီးတန်လေးអော်ကြဆမ်းမယ်1 2 3 go ဟာကိုတွဲရည် ပြား ခုနကအော်တာဘယ် အဲ့အော်ကြည့်လိုက်အော်ကြည့် ဦးလေးအဲ့ဒါသားကြောင်မဟုတ်ဘူးနော် ဟဲ့ तू အများသားကြောင်မဟုတ်ဘူးလုပ်နေတယ် ဘိုးပြူမစွန်မဲမသူမှသိတယ် โอเคဒါပြီအဲ့ဒါတော့အမအဲ့တန်လေးអော်ပြီးတော့အော်လှကြွ ငါပြောတာငါတို့ကပြက်လုံးပြက်တာလားမင်းဥမိုးဒီကိုစိန်ခေါ်နေတာလားအဲ့အတန် ငါဒီတန်ကြောက်တာနဲ့တသက်တော်ရှင်ငါပြန်ညင်းနေပြီ အဲ့တော့ကျွန်တော်ဆိုမဲ့တချင်လေမလုံးကိုစက်ကူကအချာကလက်နဲ့စွန်းတော့တင်ပလင်မောကမြောက်ကလေးအစင်းတဲလို့ပြေးချအေးကိုသူ့မိချိုင်မောင်ပိုင်းမှာငိုကိုလူပြိုထရံပေါချက်တော့ကိုဆွဲတွဲလဲရဲ့နေပါအောင်မိုးတောင်ကချုံ ရက်ဆက်တယ် မိုးတောင်ကချုံ ဟိုအဲ့ဒါဆိုမင်းဒီဘက်ကအတန်တွေမလို့တော့ဘူးနော်မင်းတို့တယောက်ထဲကိုဖြစ်နေပြီမင်းတို့တယောက်ထဲကိုဆင်ပြေနေပြီ ရโอเคစမယ်မိုးတော့မိုးလို့တော့နောက်ဆုံး တွဲလဲရည် ရပြီ အဖေကိုခွင့်လွတ်ပါကွယ် ဘာဖြစ်လဲ အဲ့ဒီအတန်ကြအဖေအိမ်ပြန်တော့မယ်နော်လိုက်ကြည့်နေလိမ့်မယ်မအဲ့လောက်သေးပါဘူးပြန်တော့မယ် အဲ့တော့ဟိုမိုးတောင်ကချုံဆိုတဲ့အတန်လေးမိုးတောင်ကချုံ အမလေးအားလေ ချုံပြပါမိုးတောင်ကချုံရပြီ ရက်ဆက်တယ် โอเคစမယ်1 2 3 go yeah မုတ်လုံးကိုစက်ကူကကြက်ကလနဲ့စွန်းတော့တင်ပလင်မောကမြောက်ကလေးအစင်းအတဲလို့ပြေချာအေးကိုသူ့မေရိုက်မောင်အပိုင်းမှာငိုကိုလူပြိုထရံပေါချက်တော့ကိုဆွဲတွဲလဲရဲ့နေပါမိုးတောင်ကချုံ ရက်ဆက်တယ်ဟေး yeah ကျေးဇူးအများကြီးတင်ပါတယ်မုတ်လုံးကိုစက်ကူကချာကလနဲ့စွန်းတော့တင်ပလင်မောကမြောက်ကလေးစင်းတဲလို့ပြေချာအေးကိုသူ့မေရိုက်မောင်ပိုင်းမှာငိုကိုလူပြိုထရံပေါချက်တော့ကိုဆွဲတွဲလဲရဲ့နေပါမိုးတောင်ကချုံ ကောင်းပါလေတနာပါလေကွာဟဲ့ကောင်ငါအားပေးပြရစီကွာ ရောခဲကျေးဇူးအများကြီးတင်ပါတယ်မုတ်လုံးကိုစက်ကူကကလနဲ့စွန်းတော့တင်ပလင်မောကမြောက်ကလေးစင်း တွဲလိုက်လို့လားဖေး မုတ်လုံးကိုစက်ကူက ဟာမိုက်ကြီးကိုစုပ်လိုက်ပါအားရပါဟာ ဘာဖြစ်လို့လဲရေးစာနေလို့လားလာရောက်လို့ရေးစာလို့တဲ့ မုတ်လုံးကိုစက်ကူက ဘယ်လောက်ကတဲ့မုံလုံးကွာ ဒီမှာအမြောက်တွေထွက်တော့မယ်သရောင်းသားရဲ့မပြီးတော့ ငါဘယ်နေရာရက်ရမှန်းမသိဘူးဖြစ်နေတာ မုံလုံးကိုစက်ကူကကြပါလား ကိုအချင်းမိုက်တွေဖြစ်စီးနေတာ မိဘဦးဆိုကဲကိုလေး ရေ တချင်းလေးတစ်ပုတ်စောနေတယ်ကဲကျန်တွေ့ပြီ တွေ့နေပြီ အောင်စပူလေးကားတဲ့ညာရခုံတန်လေးများကြားနေရတယ်ပျော်စရာဒီပွဲကြီးကြီးအလေးစပူချစ်သူပါရဲ့လက်ကလေးထုံခွေ စပူးချစ်သူပိုင်းလက်ကလေးထောင်းလိုက်ကြပါ အောက်ကတော့ရနေပြီ ဆရာရတပိုက်က မ မ တားလေးအောင်စပူးတားလေးချစ်သူပါပြီတွေ့လားမတွေ့လားတားလေးချစ်သူတွေ့ပြီအော်တားကိုခလေးလေးကြိုက်တာပဲအော်လိုက်တယ်မင်းဟာကွာရေကိုတောက်တာလားမိတ်တင်သာဖင်သူယူလာတာလား ထဲမှာဆိုလို့တော့ငါချိုးလဲ ဟေး အောင်စပူလေးကားတဲ့ညာရခုံတန်လေးများကြားနေ
ရတယ်ပျော်စရာဒီပွဲကြီးကြီးအလေစပူချစ်သူပါရဲ့လက်ကလေးထောက်ခဲ့အော်စပူလေးကားရဲ့ညရှိခိုးတယ်လေးညချနေကြတယ်ပျော်စရာဒီပွဲကြီးကြီးအလေစပူချစ်သူပါရဲ့လက်ကလေးထောက်ခဲ့တွေ့ပြီသူပဲအိမ်ဘထဲကစပူချစ်သူလေးရှိလက်ထောက်ပြကသူစိတ်ဆိုးနေမလားအောင်စပူချစ်သူကောင်းပါလေစတဲ့ဘိုက်တဲ့တော့ကောင်းပါလေယေဟေးလာလူရအောင်စပူလေးဟေးအဲ့ဘာလို့လဲဗျာ အားလုံးဆိုပါလားလို့ ဟုတ်ပါ နားရဲလို့တာရင် ဟုတ်လားဗျာ နားတာပေါ့လို့ ဟေးလက်ခုပ်တယ်လေဟေးရှုပ်အောင်စဘူးရှုပ်ဟေးရှုပ်ဟေးအောင်စဘူးလေးကားရဲ့ညရစ်ခိုးတယ်လေးညချနေကြတယ်ပျော်စရာဒီပွဲကြီးအလေစပူချစ်သူပါရင်လက်ကလေးထောက်ခွေအောင်စပူလေးကားရဲ့ညရစ်ခိုးတယ်လေးညချနေကြတယ်ပျော်စရာဒီပွဲကြီးလေစပူချစ်သူပါရင်လက်ကလေးထောက်ခွေတွေ့ပြီသူပဲအိမ်ဘထဲကစပူချစ်သူလေးရဲ့လက်ထောက်ပြကသူစိတ်ဆိုးနေမလားအောင်စပူချစ်သူကောင်းပါလေကလာလေးတော့ကိုကောင်းပါလေ ကောင်မလေးကဘာဖြစ်တော့တာကောင်မလေးဘာဖြစ်တော့တာအာဒီအာကြီးကစပင်လည်းမရှိဘူးကွာ မင်းသားတို့အိပ်ပြိုင်နေတယ် ဘသူလဲကို ဟိုကောင်ဟို ဘသူတော့ ဟိုချန်ဟုတ် သူများကအားလာလှတယ်အဲ့အာကြီးကစပင်လည်းမရှိလို့ပြောတာ ကောင်းပါလေရေ ဟိတ်လာပြီအောင်တဘူးဟိတ်မောလို့သေတော့မယ် အဲ အနောက်ကအကိုရီ မင်းမီ မ လေး င်း တွေ သမီးတွေကလည်းမင်းကိုရလင် သူ သား ကလေအေးကိုလင်သားကိုကချော့ရတယ် လှုပ်ပါ ယူသေးရတယ်သိလားတို့ဖះတဲ့ထက်တော်ကလင်းကိုယူသေးလို့နတ်သမီးဖြစ်တာပရိပူစီကဘာကုသိုလ်ကောင်းမှမလောက်တာမဟုတ်လင်းကိုယူသေးတာလင်းကမှလိုက်တိတာ လိုက်ပြီလား အဲ့ဒါသူ အဲ့ဒါနဲ့ပဲနတ်သမီးဖြစ် သူနတ်သမီးဖြစ်သွားတယ် ဟုတ်ကဲ့ ခရမင်းဥမာကရဲ့မိန်းမသူ့စီတာ ဘာဖြစ်တော့ လင်းကိုကလန်ဆန်လောက်တော့ဗျိုင်းဖြစ်သွားတာ သူကြတော့အချိုးသွားတာ ဟုတ်တယ်မလားအခုခေတ် ဟုတ်တယ် ကိုတိန်ညွန့်မိန်းမ ဟင် သူ့ကိုကလန်ဆန်လောက်တာချက်ဖြစ်သွားတယ်အခုမျိုး ဖေးတို့ရေ မင်းသမီးချော့မလို့မင်းသမီးချော့မလို့ရောက်ပါချော့ပေးလိုက် ကျွန်တော်နှစ်ပါးရဲ့အစီအစဉ်လေးငါဗျာဟုတ်ကဲ့ငါဗျာကျွန်တော်တို့နောက်ဘက်တွေမှာလည်းအစီအစဉ်လေးတွေတူရေ အခုပြော မဟုတ်လေငါလေးပြောရမှာလေ နောက်ပတ်မှာလဲယူပဲအောင်ပါလား ကိုရီ ရေ ဖေးရေကျွန်တော်ကအချိန်ရ live လွှင့်နေရဆိုတော့အကန့်အသတ်လေးနေပြန်နော် ဟုတ်ကဲ့ခင်ဗျာ သူ့နေကြီးနဲ့လောက်ရပါတယ် ဟုတ်ကဲ့ တချင်းတွေကကစရာတွေအများကြီးကျန်တယ် ဟုတ်တယ်ဗျာ ဒါပေမဲ့ ဒီအစီအစဉ်မှာလည်းအမတန်ထူးခြားမှုပါဗျာ ဟုတ်ကဲ့ အောင်စပူတို့ကလည်းအစီအစဉ် ကျွန်တော်တို့မြမဇတ်တပင်မင်းသားများစွာနဲ့နော် ဟုတ်ကဲ့ ဟုတ်ကဲ့
ဒါစေတနာစိတ်အစ်စ်နဲ့တင်ဆက်ပေးတာပါ မမ ဟုတ်ပါတယ် တော်ရီနောက်ပတ်ဒီမှာလေတော်တို့နဲ့တူနော်နောက်တဲ့မင်းသားတွေစီနီယာကျွန်တော်ရဲ့အကိုတွေပြီးတော့တသက်စားတောင်းတဲ့တူကြိုးစားနေကြတဲ့အကိုတွေညီတွေအားလုံးမမေ့စေခြင်းစသဖြင့်ကြီးမှတူပြောပြတင်ဆက်ကြအောင်ပါ ဟုတ်ကဲ့ပါဗျာ ပတ်စင်မော်နော်ကျွန်တော်တို့မင်းသားလေးတွေမတူသလိုကျွန်တော်တို့လူရှင်တော်ပိုင်းတွေဆိုလဲနောက်တဲ့လူရှင်တော်တွေခေါ်ပြီးတော့လဲကျွန်တော်တို့ဖြောပြလို့တင်ဆက်ပေးမယ် ဘာပြောကျင်တာလဲမင်းသားသွားတို့ပြီ ဘာဖြစ်လို့လဲ ပြော ချစ်ကြတာပိသက်က ဟောချစ်တာ သားရုပ်အားဂျိုမနဲ့ဘူးလား ဟောကျူသားကျူနေတာပေါ့ အားကြတယ်လာမင်းနဲ့မင်းသားကမယ်ခုနှစ်ကတော့ကြီးသေးလို့ တခါတည်းအယိုးကောက်ပဲပါကမယ် သွားပဲအရင်စိုက်ပါဦးညနာဝဲ ဟုတ်ကဲ့ဗျာ အော်ပေးကြတယ်လာရောက်ပြီးတော့အော်ပေးကြတဲ့မိသားစုများအားလုံးနော်ပြချမ်းတို့အားလုံးကိုစွမ်းတို့အားလုံးကျွန်တော်ရတော့ကိုကြီးချစ်စွမ်းသားကိုစွမ်းညီကိုချမ်းညီအားလုံးမိသားစုပရိသတ်များအားလုံးတော့တိကြတဲ့မိသားစုပရိသတ်များအားလုံးမတိကြသေးတဲ့မိသားစုများအားလုံးဆက်လက်ပြီးနောက်ထပ်နော်မမေ့စေခြင်းစသဖြင့်အစီအစဉ်ကြီးနောက်ဒုတိယပွဲပါခင်ဗျာနောက်တတိယပွဲစတုဒ္ဓပွဲအများကြီးကြာပါသေးတယ်အော်ပေးကြပါဦး ပြကြပါဦးဟုတ်ကဲ့ နော်မြန်မာစ နောက် သ ပါ ဖြင့် နောက်ပါတွေလည်းလာအောင်မဟုတ်ဗျနောက်ပါလည်းကြည့်ရမယ်ရှေ့ပါလည်းမျက်စိတွေကမထွက်ဘူးဗျ ဩရှေ့ဘက်တော့ကခဲ့တယ် ဆိုတာ စီ နေ စဉ် မျ နေ က်စိတွေကမထွက်သေးတာ အဲ့လို ကောင်းတာဟုတ်ဗျာ အဲ့တော့နောက်ပိုင်းမှာအစီအစဉ်လေးတွေနော်ကျွန်တော်တို့ပတ်စင်လေးတွေမှာကျွန်တော်မင်းသားလေးတွေပြောမယ်ဆိုပြိတ္တတွေဒါမဝပါဘူးနှစ်ပါးကြည့်ရတာလေနော်ဗျာဒါကြောင့်မလို့ကျွန်တော်နောက်ပတ်တွေမှာလည်းဒီထက်ကောင်းတဲ့အစီအစဉ်တွေနဲ့ နောက်ပတ်ဒီမှာ တင်ဆက်ပေးမယ် တယောက်တည်းမဟုတ်ဘဲနဲ့နောက်ပတ်ဒီကြရဲအားလုံးညီကိုတွေအားလုံးတူတူစုပြီးတော့စုပေါင်းနှစ်ပါးတို့နော်အားလုံးပြဆက်တီဖိချဲရဲ့ဆောင်းရှောင်းမှုတွေနဲ့တူတူပြဆက်ကြီးတွေနော်အော်ဘယ်လာကြီးတွေအားလုံးဒေသနာပနာမတွေအားလုံးနဲ့တူတူတွေတင်ဆက်ပါဦးမယ် ရောင်းမယ်ဗျာအထူးအစီအစဉ်နေတဲ့နောက်တစ်ပတ်မှာမြမနှစ်ပါးမှာခေါင်းဆောင်မင်းသားကမဲ့မြို့တကုံစိတ်ကန်းသားလေးဝိုင်းချက်လဲပါပါ ဟုတ်ကဲ့ပါဘာလို့လဲဆိုတော့ကျွန်တော်တို့ကဟိုခေါင်းစဉ်တွေပဲမျိုးပြောင်းသွားမှာကတာတော့ကျွန်တော်တို့ဒီလိုပဲတစ်စင်းတစ်စင်းသွားကြမှာ ဟုတ်တယ်နော်ကျွန်တော်ဘာလို့ပြောတာ တော့ပါကြရင်ကျွန်တော်မျက်လက်လေးပြပြောရင်လည်းမ ဟုတ် ကြီး ကဲ့ဟုတ်ကဲ့ပြောပါဖေး ရေစားတော့ရေတောင်းလို့တာဝင်သွားပြီ မျက်လဲကဘာပြက်လဲတော့ နောက်ပါကြရင်နောက်ပါရင်မျက်လက်ပြမယ် ဟုတ်ကဲ့ ချက်ကြီးကိုရင်ဘက်ကိုခွဲမယ် ဟာ ဒီဘက်ကိုခွင့်ပါ ရင်ဘက်ကိုခွဲမယ် ဟုတ်ကဲ့ လက်တွေကိုဖြတ်မယ်လက်တွေကိုဟိုဘက်ကိုလှုပ်ပြလိုက်မယ် ဟုတ်ကဲ့ ဒီဘက်ကတော့ဒီဘက်လှုပ်ပြလိုက်မယ် ဟုတ်ကဲ့ ရှောက်တွေကိုဖြတ်မယ် ဟာ ဟိုဘက်လှုပ်မယ် ဟုတ်ကဲ့ဟုတ်ကဲ့ ဟိုဘက်လှုပ်ပြမယ် ဟုတ်ကဲ့ဟုတ်ကဲ့ ရှင်းအောင်တော့ပြန်မလှုပ်တတ်ဘူး ဟုတ်ကဲ့ကောင်းပါတယ်ဒီအကျံစီက ဖေးရဲ့ကျွန်တော်နှလုံးသားလေးကိုတော့မိမရှိရောက်ပြပို့ပြပါဗျာ ကဲလာရောက်မှုကိုကြီးပြီးလို့လာရောက်ပေးကြတဲ့မိသားစုများအားလုံး channel ကနေ live ကြည့်ရှုနေကြတဲ့မိသားစုပရိသတ်များအားလုံးကိုကျေးဇူးတင်ကာတော်ပြုပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်ခင်ဗျာနော်တော့ဒီနေရာမှာခုလိုလေးကပြနိုင်အောင်မွေးထုတ်ပေးခဲ့တဲ့ကျေးဇူးရှင်ဖေးနေပြီပြီးတော့ဆောက်ရှောက်ပေးခဲ့ကြတဲ့ကျေးဇူးရှင်တင်ဆရာမြင့်ဆရာကြားဆရာများအားလုံးကျေးဇူးရှင်ပုဂ္ဂိုလ်များအားလုံးတာယကိုဆရာမြို့ရှင်မန်းသားကိုဖို့ချစ် ဟုတ်ကဲ့ပါ ဆရာမန်ပန္ဒရာဦးမြင့်သိန်း မမကဲ ဆရာဦးရှန်ထုံမြန်မာစာ ဟုတ်ကဲ့ ဆရာဦးပြေဝပန်းဝေတီ မှန်ပါ နောက်ဖေချဲ ဟုတ်ကဲ့ ရှင်မချမ်းသာဖေချဲတို့နော် ဟုတ်ကဲ့ ကျွန်တော်ဆရာကိုဝေစင်တို့အကားလာတွေတင်ချပေးတဲ့ မှန်ပါ ဆရာချင်တို့တို့အားလုံးကိုကျေးဇူးတင်ကားတော်ပြုပါတယ် မှန်ပါဗျာ တော့ပမိုးပေးခဲ့ကြတဲ့ကျွန်တော်ရဲ့လီလီရန်ကုန်ကောင်းဆက် ဟုတ်ကဲ့ မင်္ဂလာဆိုင်ဝိုင်းဒီဘက်ကကျတော့ကျွန်တော်ရဲ့ ဒီဝိုင်း ရွှေမန်းသားဆလာတပင်ကတီဝိုင်းကအကူများအားလုံးကျေးဇူးများတင်ပါတယ် ဟုတ်ကဲ့ပါ ပမိုးပေးခဲ့ကြတဲ့ဖီးတို့အားလုံးအကူတို့ ဟုတ်ကဲ့ပါ မိသားစုများအနောက်ကကျွန်တော်အမတွေကျွန်တော်အကိုတွေတန်ဖိုးပေးကြတဲ့အားလုံးမိသားစုများအားလုံးကိုကျေးဇူးတင်ဂါရဝပြုရင်းနဲ့မမေ့စေခြင်းဇက်တပင်ဒုတိယပွဲနှစ်ပါးသောမှာတာအောင်စပူကမ်းမဲ့ပေးတာဆိုတဲ့တခြင်းလေး